ရှာလီဝေးလီဘဝရဲ့ပင်လေကုခရဲ့နေမုန်းကြီးဒုက္ခပြဿနာတဲ့ဥတီယာမေစေရှင်ပန်နေရတဲ့ဘဝရဲ့ထိပ်ပဲဘယ်သူတွေသိမလဲမျက်ရည်များနဲ့ငိုကြွေးချင်နေအိုဟေးရွေးစုတောင်းချင်တွေကိုကိုတော်ကလည်းရင်ဘသူကသိနိုင်မလဲချီးမွမ်းမေချီးမွမ်းရင်သာရှင်မေနာမလဲနိုင်တဲ့အရာတွေရှိလေကိုတော်တံပိုးအထားမေစကားမေစကားရင်နဲ့ကိုဝဲမေမပြေဆုံးနေတဲ့အခြေအနေတွေဆိုလေကိုတော်ရှင်ကိုပဲရွေးချယ်ကကိုတော်ရှင်ကိုပဲကိုစားသန်းရှင်မေရှာလီဝေးလီဘဝရဲ့ပင်လေကုခရဲ့နေမုန်းကြီးဒုက္ခပြဿနာတဲ့ဥတီယာမေစေရှင်ပန်နေရတဲ့ဘဝရဲ့ဒိတ်ပဲဘယ်သူတွေသိမလဲမျက်ရည်များနဲ့ချင်နေအိုဟေးရွေးစုတောင်းချင်တွေကိုကိုတော်ကလည်းရင်ဘသူကသိနိုင်မလဲချီးမွမ်းမေချီးမွမ်းရဲ့သန်းရှင်မေနာမလဲနိုင်တဲ့အရာတွေရှိလေကိုတော်တံပိုးအထားမေစကားမေစကားရင်နဲ့ကိုယ်ွယ်မဲမပြေဆုံးနေတဲ့အခြေအနေတွေဆိုလဲကိုတော်ရှင်ကိုပဲရွေးချယ်ကကိုတော်ရှင်ကိုပဲကိုစားသန်းရှင်မဲချီးမွမ်းရဲ့သန်းရှင်မေနာမလဲနိုင်တဲ့အရာတွေရှိလေကိုတော်တံပိုးအထားမေစကားမေစကားရင်နဲ့ကိုယ်ဝဲမေမပြေဆုံးနေတဲ့အခြေအနေတွေဆိုလေကိုတော်ရှင်ကိုပဲရွေးချယ်ကကိုတော်ရှင်ကိုပဲကိုစားသန်းရှင်မေကိုတော်ရှင်ကိုပဲရွေးချယ်ကကိုတော်ရှင်ကိုပဲကိုစားသန်းရှင်